ဝေးလေကြောင်ပတ်တင်နေပြော အမရွှေ့ပေးမယ်တေးကြပြီဆိုရင်တော့ကရုံးပြောမှာပါအမရဲ့ အော်ညီရရွှေ့မှရမယ်ဆိုမှတော့ငါရွှေ့ပေးရတော့မှာပေါ့ဘာရွှေ့ပေးရမှာအောင်ပြောဘယ်ဌာနကိုဘယ်နေရာကိုငါရွှေ့ပေးရမှာတော့ အဲ့ဆိုအမထားတော့ ဘာထားတော့ သမီးဒီနေရာထိုင်နေလို့ပြောတာ ဟဲ့ကောင်မလေးညီမရိုင်းတာနော် ဟမ်အမ ကတော့တော်ရိုင်းနေပြီနော် ဆိုသမီးဘာရလို့လဲအမရဲ့ အကောမှဒီနေရာလေးအေးစစ်စစ်လေးလားထိုင်နေတဲ့ကိစ္စကိုဘာနေရာဖဲ့ပြီးတော့ သမီးကဒီနေရာထိုင်မှရမှာမလို့ပါအမရဲ့သမီးဒီနေရာလေးမှာအေးဆေးထိုင်သမီးကွန်ပျူတာလေးနဲ့သမီးအမခိုင်းတဲ့ဟာအကုန်လုံးစင်းရင်းနေရောအကုန်လုပ်ပေးမယ်နောက်ထပ်ဘာခိုင်းနေလဲပြောဒီနေရာထိုင်ရရင်ရောရဒီနေရာထိုင်ပြီးတော့သမီးအကုန်လုပ်ပေးမယ်ပြီးအောင်လုပ်တယ်ရော ဘာအတွက်တော့နင်းဒီမှာထိုင်ပြီးဘာလုပ်မှာရုံငန်းမဟုတ်ဘဲနဲ့ဒီနေရာဘာလာထိုင်လုံးမှာ မသမီးခွေးသီးကြီးကြည့်လိုက်ပါလားသမီးခွေးသီးကြီးကြည့်လိုက်ပါလား 哎呦我的妈！ ကြီးနေပြီအမသမီးစိတ်မချတော့အမလူတွေကိုသမီးစိတ်မချတော့တော့အမနင်းသီးတော့နင်းသီးပြဿနာဖြေရှင်းအခုခွေးသီးသမီးစိတ်မချတော့တော်ကြီးနေပြီအမ မဟုတ်ဘူးငါတကွက်မေ့သွားတာငါတကွက်မေ့သွားတာဒီအသီးသီးတဲ့အပင်တွေအောက်မှာငါထိုင်မိနေတာကွာငါမားတာ အကြောင်းသမီးမောက်ပြီးအမရွှေ့မှရမှာ နော် လို့ အေးကရုံချိန်စာမိတော့မကရုံ သမီးဒီနာလာခဲ့တော့နော်ကို တတ်တော့မှာသွား